အားလုံးပဲမင်္ဂလာပါခိုင်ဖူလန်မှကြိုဆိုပါတယ်ဒီနေ့ဗီဒီယိုလေးမှာမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ day service နဲ့ day care နဲ့ကွာခြားချက်ပဲဖြစ်ပါတယ်အပြင်ပိုင်းကြည့်ရင်တော့ဒါအဖိုးဖွားတွေကရိတ်တာကိုမနက်ပိုင်းလာတယ်ညနေပြန်နေပေါ့နော်အတူတူပဲလို့ထင်စရာရှိပါတယ်ဒါပေမဲ့သူတို့နှစ်ခုရဲ့ရည်ရွယ်ချက်ကအလုံးလုံးနေတဲ့ဒီလိုအပ်တဲ့ဝန်ထမ်းတွေကလည်းကွာခြားပါသေးတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးမှာတော့ day care နဲ့ day service ကဘာတွေကွာခြားလဲဆိုတာကိုအလွယ်ဆုံးနဲ့နားလည်လွယ်အောင်လို့ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံး day service ပေါ့နော် day service ကိုဂျပန်လိုဆိုရင်စူရှောခိုင်ကိုလို့ခေါ်တယ်ပေါ့နော်စူရှောခိုင်ကို day service စုလို့ခေါ်လဲရပါတယ်အတူကောက် day service စုလို့ပြောလဲရတယ်ပြီးတော့သူ့ရဲ့ဂျပန်လိုဆိုလို့ရှိရင်တော့စူရှောခိုင်ကိုပေါ့နော်နေပိုင်းသွားပြီးတော့ဆောက်ရှောက်မှုခံယူတဲ့ဝန်ဆောင်မှုကိုပြီးရပေါ့နော်အဲ့တော့မနက်ပိုင်းသွားတယ်ညနေအိမ်ပြန်ရတယ်ပေါ့အဲ့တော့ဒီရိတ်တာကိုရောက်ပြီဆိုလို့ရှိရင်ဒါအဖို့ပါရတာမနက်လာတယ်လာနီးလေစာစားမယ်ရေချိုးမယ်ပြီးရင်သူတို့ဝါသနာပါတယ်ပကြီးဆွဲတာတော့တုံးမွေးထိုးတာတော့ပေါ့နော်တချင်းသားထောင်းတာတချင်းဆိုတာလိုမျိုးအပန်းဖြေမယ်ပြီးရင် exercise လုပ်မယ်ပေါ့နော် regulation ဆိုရဲအကုန်လုံးတိုင်းဆိုလောက်ကြတာတော့ပေါ့နော်အခုလိုမျိုးတင်ချင်ငံလေးလုပ်မယ်ပြီးညနေကျရင်အိမ်ပြန်မယ်ပေါ့နော်အဲ့တော့ဒီ day service ဆိုရဲ့အဓိကရည်ရွယ်ချက်ကတော့ဒါတက်ကြီးရွယ်ဦးတွေအဖိုးဖွားတွေရဲ့နေ့စဉ်ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနိုင်ဖို့နေ့စဉ်ဘဝအဆင်ပြေစေဖို့ရည်ရွယ်တယ်ပေါ့နော်အဲ့တော့ day service မှာဆိုရင်ဘာတွေလုပ်ပေးရလဲပေါ့ကိုကခိုင်းကောဝင်နေဆိုရင်ဘာတွေလုပ်ပေးရမလဲဆိုရင်ဒါ ondo ပေါ့လေ့ကျင့်ငယ်လုပ်ပေးရမယ်မနေ့ရောက်တာနဲ့အာဆာနိုထိုင်ဆိုလို့လည်းခေါ်တယ်ပေါ့နော်အဲ့တော့မနေ့ဘက် ondo လေ့ကျင့်ငယ်လုပ်မယ်ပြီးရင်ဒါအိုဖူလို့ဝင်မယ်ပေါ့နော်နယူးယောက်ကူရှီယန်ရေချိုးပေးရမယ်ပြီးရင်နေ့လည်စာစားဖို့တော့ကူညီပေးရမယ်ပေါ့နော်အိုရှော့ကိုကြီးနေ့လည်စာစားချိန်တော့ဒါကူညီပေးရမယ်ပြီးလို့ရှိရင်ဒီနေ့လည်ပါရောက်ပြီဆိုရင်regulation လုပ်ပေးရမယ်ပေါ့နော်ဒါအတူတူအဖိုးဖွားတွေနဲ့အတူတူဂိမ်းဆော့တာတချို့ကြတော့လေအကုန်လူတွေအများကြီးနဲ့အဲ့လိုမျိုးဂိမ်းဆော့တာဝါသနာမပါဘူးသူဝါသနာပါတဲ့ပကြီးဆွဲတာနူရီအေပေါ့နော်ပကြီးဆွဲတာမျိုးတွေတုံးမွေးထိုးတာပေါ့နော်သူတို့ဝါသနာပါတဲ့အရာတွေကိုလုပ်တယ်ပေါ့နော်ဒါမျိုးတွေမှာလည်းအတူတူပါဝင်ပြီးတော့ကူညီပေးရတာပြီးရင်ညနေကြလို့ရှိရင်အဖိုးဖွားတွေကိုစိုးခဲ့ပေါ့နော်ပြန်ပြီးတော့လိုက်ပို့ပေးရတာပေါ့ဒီလိုဝန်ဆောင်မှုတွေလုပ်ပေးရတယ်ပေါ့နော်ဒီ service မှာဆိုရင်အဲ့တော့နောက်တစ်ခု day care ပေါ့ day care ကိုဂျပန်လိုဆိုရင် social rehabilitation လို့ခေါ်တယ်social rehabilitation အတော့ကောက် day care လို့လည်းခေါ်တယ်ပေါ့နော် day care လို့လည်းပြောကြတယ်ဆောင်းမွေးတွေမှာအင်တာဗျူးတွေမှာဆိုလို့ရှိရင်ဒါ social rehabilitation လို့လည်းပြောကြတယ်ပေါ့နော်သူကတော့သူ့ရဲ့နာမည်အတိုင်းပဲအဓိကလုပ်ပေးရတာက rehabilitation အဓိကလုပ်ပေးရတယ်ပေါ့နော်အဲ့တော့သူမှဆိုလို့ရှိရင်အဓိက rehabilitation ကအဓိကလုပ်ပေးရတယ်အဲ့တော့ဝန်ထမ်းတွေကလည်းကွာပါတယ်ပေါ့နော်အဓိက rehabilitation ကအဓိကဖြစ်တဲ့အတွက်ဝန်ထမ်းတွေက PTOT လို့ခေါ်တဲ့ဒါကိုယ်ခန္ဓာလှုပ်ရှားမှုကိုဒီပြန်လည်တန်ဆွမ်းလာအောင်လို့လေ့ကျင့်ပေးရတာမျိုးပြီးရင်နေ့စဉ်ဘဝလှုပ်ရှားမှုတွေပြန်လည်တန်ဆွမ်းလာအောင်လေ့ကျင့်ပေးရမယ်ပြီးရင်လမ်းလျှောက်နိုင်အောင်လို့လည်းလေ့ကျင့်ပေးရတာပေါ့နော်လမ်းပြန်လျှောက်လာနိုင်အောင်အတွက်လေ့ကျင့်ပေးတာပြီးခန္ဓာကိုယ် balance ဟန်ချက်ညီအောင်လို့လေ့ကျင့်ပေးရတာမျိုးတွေပြီး EDL လို့ခေါ်တဲ့နေ့စဉ်နေထိုင်လှုပ်ရှားမှုတွေကိုဒါကိုယ်တိုင်လုပ်နိုင်အောင်လေ့ကျင့်ပေးတာမျိုးတွေလုပ်ပေးရတယ်ပေါ့နော် EDL ဆိုတာကဒါကိုယ့်ကိုယ်ဒါထမင်းစားနိုင်အောင်အိမ်သာသွားတဲ့နေရာမှာကိုယ့်ကိုသွားလာနိုင်အောင်လို့ပြီးအဝတ်စားလဲတာပေါ့နော်ဒါမျိုးတွေကိုကိုယ်တိုင်လုပ်နိုင်အောင်လို့ဒါလေ့ကျင့်ပေးရတာပေါ့နော်အဲ့တော့ပြန်ပြီးတော့ဒါ day service နဲ့ day care ရဲ့အဓိကကွာခြားချက်ကိုပြန်ပြောရမယ်ဆိုလို့ရှိရင် day service က social service သူ့ရဲ့ရည်ရွယ်ချက်ကပါလဲဆိုရင်日常生活をサポートしながら楽しく過ごせる場所သူ့ရဲ့နေ့စဉ်ဘဝလှုပ်ရှားမှုကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနိုင်အောင်လို့ကူညီပေးတဲ့နေရာပေါ့နော်အဲ့တော့ဥပမာဒီအဖိုးကလမ်းလျှောက်နိုင်တယ်ဒါပေမဲ့အိမ်မတယောက်တည်းနေရတာပြင်းတယ်စာပြီးရှိဖြစ်တယ်ဒီလိုမျိုးအဖိုးဖွားတွေပြီးတော့ဒါ offer ဝင်တဲ့နေရာမှာ
ကိုယ့်အကိုပေါ့နော်အိုဖူရောဝင်ဖို့တော့ခက်ခဲတဲ့အဖိုးဖွားတွေဆိုလို့ရှိရင်ဒီ service ကိုတွားလို့ရတယ်နောက်တစ်ခုဒီခဲရကြတော့ social rehabilitation ပေါ့နော်သူ့ရဲ့ဒါ kino conlan ပေါ့နော်သူ့ရဲ့ rehabilitation သူ့ရဲ့နာမည်မှာဟိုကဒါ rehabilitation ကအဓိကဖြစ်တဲ့အတွက်လေ့ကျင့်ခန်းတွေလုပ်ကြမယ်ပေါ့နော်အဲ့တော့သူ့ကိုဘယ်လိုအဖိုးဖွားတွေတွားလို့ရလဲဆိုလို့ရှိရင်ဒါဒီဘက်မှာအလီဖြတ်ထားတယ်တခုခုအယိုးကျိုးထားတယ်ဒီလိုအဖိုးဖွားတွေဆိုရင်ပြန်ပြီးတော့လမ်းလျှောက်နိုင်လာအောင်လို့ကူညီပေးရတယ်သူတို့ရဲ့ဒါကြော့သားတွေပေါ့နော်ပြန်လဲတန်ဆွမ်းလာအောင်လို့လေ့ကျင့်ပေးရတယ်ပေါ့နော်ဒါမျိုးလိုအပ်တဲ့အဖိုးဖွားတွေဆိုလို့ရှိရင်တော့ဒီခဲရကိုရွေးချယ်ရတယ်ပေါ့နော်အဲ့တော့ဒီ interview တွေမှာဆိုလို့ရှိရင်interview တွေပြီးတော့ဒီခိုကရှိကံပေါ့နော်ဒီခိုင်ကောဆောင်ပွဲတွေမှာအမေးများတဲ့ဟာမျိုးလေးဆိုရင်ဒီ service ဆိုတော့ဒီခဲရနော်ချီကရွာနန်ဒစ်ကအဲ့တော့တိတိကိုကအရှိရတာအကျယ်တဝင့်နားလည်ပြီးသွားဒီ service နဲ့ဒီခဲရနားလည်ပြီးသွားပြီဆိုလို့ရှိရင်ဒီဆောင်ပွဲတွေမှာမေးလို့အမေးများတဲ့ဟာလေးပေါ့နော်ဒါလေးကိုအတူကမှတ်ထားလို့ရတယ်အဲ့တော့ဒီ service ကဘာကိုအဓိကချူရှင်လောက်တာလဲဆိုရင်စေကဆိုရှီယန်ဒီ service ကစေကဆိုရှီယန်ကချူရှင်ဒါမှတ်ထားမယ်ပေါ့နော်ဒီ service ကဒါနေ့စဉ်ဘဝလှုပ်ရှားမှုကိုအဓိကဒါရှီယန်လုပ်ပေးတာအကူအညီပေးတဲ့နေရာဒီခဲရကလီဟာဘီဒီကချူရှင်ဒီခဲရကြတော့လီဟာဘီဒီကိုအဓိကလုပ်ပေးတဲ့နေရာပေါ့နော်ဒါလေးကိုမှတ်ထားမယ်ဆိုလို့ရှိရင်ဒါအင်တာဗျူးတွေမှာပဲဖြစ်ဖြစ်ဆောင်းပွဲတွေမှာပဲဖြစ်ဖြစ်လွယ်လွယ်ကူကူနဲ့ဖြေနိုင်သွားမယ်ပေါ့နော်အဲ့တော့ဒီနေ့မျှဝေခဲ့တာကဒီ service နဲ့ဒီ DKR ရဲ့ကွာခြားချက်လေးပေါ့နော်အခုဆိုရင်ဒီနှစ်ခုကိုအကြမ်းမြင်ဒီကွာခြားချက်လေးကိုအကြမ်းမြင်သိသွားလိမ့်မယ်လို့ထင်ပါတယ်ဒါဆိုရင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ကြာမှာတတ်နေ bye bye